အားလုံးပဲမင်္ဂလာပါဒီနေ့တော့ငဖယ်စီပြန်ချက်စားဖြစ်တယ်ပေါ့နော်ကြည့်ရှုသူများလည်းချက်စားလို့ရအောင်အဲ့လိုချက်ပြထားပါတယ်ပထမဦးဆုံးတော့ကျွန်တော်တို့ချက်တွန်ဖြူချက်တွန်နေပေါ့နော်ကျွန်တော်ပြထားတဲ့အတိုင်းပဲပလေးပြီးတော့ကျွန်တော်တို့ဒီလိုလေးထောင်းမယ်ပေါ့နော်ရုပ်ဆောင်ပါကျွန်တော်ညက်အောင်ထောင်းပြီးတော့ကျွန်တော်တို့ချက်ဖို့တော့ပြင်ဆင်မှာဖြစ်တယ်ပြီးရင်တော့ကျွန်တော်တို့ထောင်းတဲ့အထဲမှာအယောင်တင်မုတ်လေးထည့်ထောင်းမှာပေါ့နော်ပြီးရနေငရုတ်တီးအကြက်မုတ်ပေါ့နော်ကျွန်တော်ဆက်ကြိုက်တဲ့လူအတွက်ဆိုလို့ရှိရင်တော့ပေါ့အဲဒါကျွန်တော်အားလုံးရောဓမမွေပြီးတော့ညံ့အောင်ထောင်းမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကြော်ထားတဲ့ငဆုပ်ကျွန်တော်တို့အတုံးလေးတွေကျွန်တော်တို့အနေတော်လေးကျွန်တော်တို့လီးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ခန်းချင်တီးလည်းပါတယ်ပေါ့နော်ခန်းချင်တီးလေးတွေကိုလည်းကျွန်တော်တို့ချက်လို့ပြုတ်လို့အဆင်ပြေအောင်အနေတော့ကျွန်တော်တို့လီးပေးထားမှာဖြစ်ပါတယ်လို့လီးထားတဲ့ငဆုပ်ကျွန်တော်ဒီလိုအနေတော်လေးပေါ့နော်ဒီလိုလေးလီးထားပေးရမှာဖြစ်ပါတယ်ကျွန်တော်ခန်းချင်တီးလေးဒီလိုလိုပေါ့နော်ပြီးရင်ကျွန်တော်တို့ပို့ပြီးမွေးသွားဖို့ရန်အတွက်ကျွန်တော်တို့နန်းပြင်လေးတုံးထားတယ်ပေါ့နော်ကျွန်တော်တို့စပြီးတော့ကျွန်တော်တို့ချက်မှာဖြစ်ပါတယ်လို့စီပြန်ဆိုတော့ကျွန်တော်တို့စီနည်းနည်းများလေးကျွန်တော်တို့ထည့်ပြီးတော့ကျွန်တော်ချက်မှာဖြစ်ပါတယ်လို့ပြီးရင်တော့ကျွန်တော်တို့ခဏတော့ထောင်းထားတဲ့ညံ့အောင်ထောင်းထားတဲ့ဟာလေးကိုကျွန်တော်တို့ကြော်မှာဖြစ်ပါတယ်လို့ဒီလိုလေးကျွန်တော်တို့ဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ခန်းကျင်စီကိုထည့်ပါမယ်ကျွန်တော်တို့ပြီးလို့ရှိရင်ရေအနည်းငယ်ကျွန်တော်တို့ထည့်မှာဖြစ်ပါတယ်လို့ပြီးရင်ကျွန်တော်တို့တုံးထားတဲ့ငဆုပ်လေးတွေကိုကျွန်တော်တို့ထည့်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့လိုတလောက်ချိုးပုံးနဲ့စားပါတော့ထည့်မှာဖြစ်ပါတယ်လို့ပြီးရင်ကျွန်တော်တို့လိုသလိုပေါ့နော်ရေလေးအနည်းငယ်ပြန်ထည့်လို့ရပါတယ်လို့ပြီးရင်ကျွန်တော်တို့အသင့်လီးသားတဲ့နန်းပြန်အုပ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့10မိနစ်လောက်ကျွန်တော်တို့အုပ်ထားဖို့လိုတယ်ပေါ့နော်10မိနစ်ပြီးရတယ်ကျွန်တော်တို့ချလို့ရပါပြီအလုံးမအရသာရှိတဲ့ငဖယ်စီပြန်ဟင်းရပါပြီလို့သမင်းနဲ့အားရပါရမင်းမိန်လေးစားသုံးရတဲ့ဟင်းတွေဖြစ်ပါတယ်လို့ဗီဒီယိုကတော့ဒီလောက်ထိပါပဲကြည့်ရှုအားပေးသူရောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကြားမှာပြန်တွေ့ကြရအောင်ဘိုင်ဘိုင်